အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုဖိုင်လေးမှာတော့ page break အသုံးပြုမဲ့နည်းလမ်းလေးကိုမျှဝေပေးခြင်းပါတယ် Excel ကိုသုံးပြီးတော့ပါ Excel ထဲမှာပေါ့နော်ကိုလိုချင်သလောက် data တွေကို page break ထားတဲ့နည်းလမ်းလေးပေါ့နော်ဒါကတော့ basic Excel ထဲကနေပြီးတော့ note ကလေးထုတ်ပေးထားတာပါဒီမှာဆိုရင် page break ကိုခွဲထုတ်တာလည်းပြထားမယ်ပြီးတော့ပြန်ပေါင်းတာကိုလည်းပြပေးထားပါမယ်အရင်ဦးဆုံး user တို့ Excel ဖိုင်တစ်ခုလောက်ဖွင့်ပေးပါနော်ဒီမှာတော့ဒီ file လေးကိုပဲသုံးလိုက်ပါတော့မယ်နော်ဒီမှာဆိုလို့ရှိရင် table လေးက4ခုရှိတယ်ပေါ့နော်အရင်ဦးဆုံး printer view ထဲမှာတစ်ခြားလောက်ကြည့်မယ်နော် file tab print button မှာနှိပ်ပြီးတော့လည်းကြည့်လို့ရတယ်လို့ control ရဲ့ P ရဲ့ကိုနှိပ်ပြီးတော့လည်း printer view ထဲမှာကြည့်လို့ရပါတယ်အခုဒီမှာဆိုရင် table 4ခုပေါ့နော်ဒါပေမဲ့ table ကဒီမှာ4ခုလေးကဟိုဘက်ကလေးနဲ့ page number 2ထဲမှာနည်းနည်းလေးဝင်နေတယ်အဲ့တော့ဘာလို့မလဲဆိုရင် user တို့ကကိုလိုချင်တယ်လို့ table တွေကိုခွဲထုတ်လို့ရတယ်တနည်းအားဖြင့်စာမျက်နှာကိုခွဲထုတ်လို့ရတယ်ပေါ့နော်ဒီမှာကစာမျက်နှာ number 1မှာ table 4ခုစလုံးတော့ဝင်နေဒါပေမဲ့အကုန်လားဆိုတော့မဟုတ်ဘူးဟုတ်ပြီနော်ကဲဒါဆိုရင် escape နဲ့နှိပ်လဲရတယ်ဒီမှာပြန်ထွက်မယ်နော် normal area တွေကိုပြန်သွားချိန် keyboard ကနေ escape နှိပ်သို့မဟုတ်ဒီဘက်က arrow လေးကိုနှိပ်လဲရပါတယ်ပြီးသွားပြီဆိုရင်ဒီမှာလက်ရှိမြင်နေရတဲ့ Excel window လေးရဲ့ညာဘက်ထောက်အောက်ခြေမှာ view လေး3ခုရှိပါတယ်ပထမဦးဆုံးခုလက်ရှိ user တို့မြင်နေရတဲ့ view လေးက normal view သူနဲ့ဘေးကရက်က page layout view ပါနောက်ဆုံး view လေးကိုသွားမှာပါနော် page break preview တစ်ချက်နှိပ်ပါဒါဆိုသူ့မှာနှိပ်ပြီးသွားပြီဆိုရင်စာမျက်နှာကိုမမြင်ရရင်ချဲ့ကြည့်လို့ရတယ်နော်ကဲဒီမှာဆိုလို့ရှိရင်ကြည့်ပေးပါ page 1ဟိုအောက်မှာ page 2ဆိုပြီးတော့ဒီမှာနော်အပြောင် dotted line လေးတွေကဟိုမှာ page 2လေးကသေးသေးလေးကွဲတွက်နေတယ်အဲ့တော့ဘာလုပ်မလဲဆိုရင် table နှစ်ခုကိုတစ်ခါနှစ်ခုကိုတစ်ခါစာမျက်နှာကိုနှစ်ခါခွဲထုတ်ပလိုက်မယ်တနည်းအားဖြင့်ကိုလိုချင်တယ်လို့ခွဲထုတ်မှာပေါ့နော် user တို့အဲ့လိုခွဲထုတ်ဖို့အတွက်ဒီမှာကြည့်နော်ကိုခွဲထုတ်ချင်တဲ့ cell ခွက်မှာကလင်းနှိပ်ရင်ရပါပြီ for example A25 မှာကလင်းနှိပ်ရင်သူက24အထိ row number 24အထိကို cell ခွက်ဒီ table ပေါ့နော် page number ကွဲသွားပေးလိမ့်မယ်နော်24အထိ25ကနေအောက်ဖက်ကကြတော့ page 2အဲ့လိုသွားပေးမယ်နော်တကယ်လို့ cell ခွက်မှာကလင်းမနှိပ်ချင်ဘူးတက်ခါတဲ့ row number မှာကလင်းနှိပ်ချင်လည်းရပါတယ်ဟုတ်ပြီနော်ဒီမှာတော့ cell ခွက်မှာပဲနှိပ်လိုက်မယ်နော် A25 မှာကလေးလေးတစ်ချက်နှိပ်ပါအပေါ်ဘက်က tab တွေက page layout tab မှာနှိပ်ပေးပါအောက်ဘက် tab တွေက page select group ထဲမှာ break ဆိုတဲ့ button မှာတစ်ချက်နှိပ်လိုက်ပါအဲ့ဒီကနေ insert page break လေးမှာတစ်ချက်လောက်နှိပ်လိုက်ပါနှိပ်လိုက်ပြီဆိုရင်ဒီမှာနော်24ရဲ့အောက်ဘက်က page 2ဆိုပြီးတော့ဖြစ်သွားပါတယ်24နော်ဒီမှာနော်25ကနေစပြီးတော့ဒီအောက်ဘက်တီးက page 2နော်အပေါ်က24အထိပေါ့ row number 1ကနေ24အထိက page 1ဒီမှာစစ်ကြည့်ပွားရင်လေ user တို့က printer view ထဲမှာလည်းစစ်ပေးပါနော် control ရဲ့ P ရဲ့ကိုနှိပ်ပြီးတော့လဲ printer view ထဲကိုဝင်ပြီးတော့စစ်ကြည့်လို့ရပါတယ် page 1 page 2ဒီမှာနော်စာမျက်နှာနှစ်ခုစလုံးမှာ table ကနှစ်ခုစီဖြစ်သွားပါပြီဒါကလိုချင်တယ်လို့မျိုးစာမျက်နှာခွဲထုတ်တယ်လို့ခေါ်ပါတယ် page break လုပ်လိုက်တာပေါ့နော်ကဲပြန်ထွက်ရအောင် keyboard ရဲ့ဘယ်ဘက်ထိပ်ဆုံးက escape ကိုနှိပ်လိုက်ဒီနေရာမှာ user တို့ကပြန်ပေါင်းချင်တယ်ထည့်ချင်တယ်ဆိုရင်လည်းပဲရတယ်နော်ပြန်ပေါင်းမယ်ဆိုရင်လည်းဒီမှာနော် cell ခွက် selection ဖြုတ်စရာမလိုဘူးခုနကမှတ်ထားတဲ့ cell ခွက်မှာပဲနှိပ်ထားပါပြီးရင်ပေါ်ဘက်ကခုနကအတိုင်း page layout tab page select group တွေက break button မှာနှိပ်အဲ့ဒီကနေပါရွေးမလဲဆိုရင် remove page break မှာနှိပ်လိုက်ရင်ရပါပြီနှိပ်လိုက်ရင်ဒီမှာနော် page 1ပြီးတော့အပြောင် dotted line လေးတကယ်လို့ပေါ့နော်အပြောင် dotted line ကိုမှ user တို့ကတပြေးတည်းဖြစ်ချင်တယ်ဆိုရင်ဒီမှာကြည့်နော်ဒီအောက်ဘက်ကဒီ cell ခွက်လေး row number လေးနှစ်ခုကိုပါ page 1ထဲမှာပေါင်းထည့်စေချင်တယ်ဆိုရင်ဒီနည်းလေးတော့သုံးလို့ရပါတယ်အဲ့ဒါလေးကကြတော့ဒီအပြောင် dotted line ပေါ်မှာ mouse pointer ထားဒီလိုတူဟက်တွေများလေးပေါ်တယ်ဆိုရင်အောက်ဆုံးထိဖိဆွဲချလိုက်ပါဒါဆိုရင်အားလုံးက page 1ဖြစ်သွားပါပြီဒါမျိုးလဲသုံးပြလို့ရပါတယ် control ရဲ့ P ရဲ့ကိုနှိပ်ကြည့်ပြီးတော့စာမျက်နှာကို check in လိုက်ကြည့်လဲကြည့်လို့ရပါတယ်ဒီမှာပါဒါက page number 1ထဲမှာအကုန်ဝင်သွားပါပြီ escape နဲ့ထွက်ကြည့်ပါပြီး normal area တွေကိုဝင်ကြည့်ပါမယ်ဒီမှာပါရည်ရမယ်လို့ထင်ပါတယ်ဒါဆိုရင်တော့အဲ့ဒီရှင်းပြမယ်နော် page break စာမျက်နှာခွဲထုတ်ဖို့အတွက်ဆိုရင် user တို့ကဒီဘက်မှာနော်page break သုံးမယ် Excel file လေးကိုဖွင့်လိုက်ပါပြီးရင်ကိုအသုံးပြုမဲ့ number 1ကိုခွဲထုတ်မဲ့ cell ခွက်မှာကလေးလေးနှိပ် page layout tab page select group တွေက break button ပြီးရင် insert page break တဲ့နော်ဒီမှာ insert page break ရေးနှိပ်လိုက်ပြီးဆိုရင်စာမျက်နှာကခွဲထုတ်သွားမယ်တကယ်လို့ user တို့ကပြန်ပေါင်းထည့်ခြင်းနဲ့ဆိုရင် remove page break ရေးနှိပ်လိုက်ရင်ရပါပြီဒါဆိုရင်တော့ page number ကိုခွဲထုတ်လဲရတယ်ပြန်ပေါင်းထည့်လဲရပါတယ်ဒီနည်းလေးနဲ့ဒါ page break အသုံးပြုတဲ့နည်းလမ်းလေးဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာတော့ဒီလောက်နဲ့ရပ်လိုက်ပါမယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်